Autodesk Revit မှာဆိုရင်လည်းနိုင်ရန်ဆိုတာကနိုင်ရန်တက်ပဲမဟုတ်တော့ဘူးအဲ့တော့ဒီနေ့မှာဒီလိုအခြေခံကြတဲ့အစိပ်ပိုင်းတစ်ခုကိုတကယ်ကို powerful ဖြစ်တဲ့ design tool တစ်ခုဖြစ်ဘလို့ပြောင်းသုံးမလဲဆိုတာကိုတစ်ချက်ကြည့်သွားကြရအောင်အခုလို digital wall မှာအဆောက်အအုံနေတဲ့နေရာတွေကို design ဆွဲတယ်ဆိုတာကအရင်လိုမြင်းလေးတွေဆွဲတာထက်အများကြီးပိုသွားပါပြီတကယ်လို့ဒါကအလွာတွေအများကြီးနဲ့ဖွဲ့စည်းထားတဲ့ intelligent system တစ်ခုကိုတိစောက်နေတာနဲ့အတူတူပါပဲOkay ဒီတော့ကျွန်တော်တို့ဘဲကနေစမယ်ဆိုရင်အခြေခံအကြောင်းဆုံးနိုင်ရန်အမျိုးအစားတွေကနေစမယ်ပြီးရင်အလွားတွေဘလို့ထပ်တယ်လဲဆိုတာကြည့်မယ်နောက်ဆုံးမှာတော့အဆောက်အဦရဲ့မျက်နှာစာတစ်ခုလုံးလို့ဒီဇိုင်းဆွဲနိုင်တဲ့အထိထဆင်ချင်းတွားကြည့်ကြတာပေါ့ Revit မှာလေနိုင်ရန်တိုင်းကတပုံစံတည်းမဟုတ်ပါဘူးအဓိကအဖြစ်တိထားမယ် core wall type 3မျိုးရှိတယ်ကဲအဲ့ဒါတွေကိုအရင်ဆုံးလေ့လာကြည့်လိုက်ကြရအောင်ဟုတ်ပြီအဲ့ဒီ3မျိုးပါတယ်လဲဆိုတော့ပထမဆုံးကအခြေခံအချဆုံး basic wall ပေါ့ပြီးရင်သူ့ကိုပဲတောင်းလိုက်ဆင်ထားတဲ့ stacked wall နောက်ဆုံးတစ်ခုကတော့အဆောက်အုံရဲ့အပြင်ဘက်မျက်နှာစာ facade တွေအတွက်သုံးတဲ့ curtain wall ဆိုပြီးရှိပါတယ်ဒီ3မျိုးရဲ့အဓိကကွာခြားချက်ကိုနားလည်ထားလိုက်တာနဲ့တင်အစအကောင်းတွေပါကဲဒါဆိုရင် architectural project အများဆုံးမှာအသုံးအများဆုံး a real workhorse လို့တောင်ပြောလို့ရတယ် basic wall ကိုအရင်ဆုံးအသေးစိတ်လေ့လာကြည့်ကြရအောင် basic wall ဆိုတာကိုလက်တွေ့မှာရှိတဲ့နိုင်ရန်တစ်ချက်လိုပဲမြင်ကြည့်လိုက်ပါသူထဲမှာလေ structure အတွက်အလွာ insulation အတွက်အလွာအပေါ်က finish material အလွာအဲ့လို material layer တွေအကုန်လုံးအတိအကျပါဝင်ပြီးသားပါဒီ edit assembly window ကိုပထမဆုံးတစ်ချက်ကြည့်လိုက်ရင်တော့ဟာနည်းနည်းရှုပ်တယ်လို့ထင်ရနိုင်တယ်ဒါပေမဲ့တကယ်တော့လေဒါကအရင်ရှင်းပါရဲ့နေရာတစ်ချက်ရဲ့ anatomy သူ့ဖွဲ့စည်းပုံကိုအလွာလိုက်သတ်မှတ်ပေးထားတဲ့ table တစ်ခုပါပဲဆိုတော့အဓိက focus လို့ရမှာကဒီ column 3ခုပဲနံပါတ်1 function ဒါကဒီအလွာကဘာအတွက်လဲ structure လား finish လားဆိုတာသတ်မှတ်တယ်ပြီးတော့ material ဒါကတော့တည်တဲ့အတိုင်းပဲအုတ်လား concrete လားပေါ့နောက်ဆုံး thickness ကတော့အလွာတစ်ခုချင်းစီရဲ့အထူကိုထိန်းချုပ်တာပါပြီးတော့ဒီမှာပြထားတဲ့ core boundary lines တွေဒါကအရန်ကိုအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ဒီ line တွေကနေအောင်ကြမ်းခင်တွေအမိုးတွေတော့တခြား element တွေတဲ့ဘယ်လိုချိတ်ဆက်မလဲဆိုတော့ဆုံးဖြတ်ပေးတာမို့လို့ပါပဲကဲ basic wall အကြောင်းကိုနားလည်သွားပြီဆိုတော့နောက်တစ်ဆင့်တက်ကြည့်အောင်ဒီ basic wall တွေကိုပဲပေါင်းဆက်ပြီးပို့ပြီး advanced fitted design တွေကိုဘယ်လိုဖန်တီးမလဲဆိုတာကြည့်လိုက်ကြစို့မတူညီတဲ့ basic wall တွေကိုတစ်ခုပေါ်တစ်ခုထပ်လို့ရရင်ကိုဘယ်လိုဖြစ်မလဲအဲ့ဒီမေးခွန်းလေးကပဲကျွန်တော်တို့လေ့လာမယ်နောက်နေရာအမျိုးအစားရဲ့အဓိက concept ပါပဲဒါကတော့ stacked wall ပါပဲဒီပုံကအဲ့ idea ကိုရှင်းရှင်းလင်းလင်းပြနေတာပဲမတူညီတဲ့ basic wall type တွေကိုသူတို့ရဲ့ကိုယ်ပိုင် properties တွေနဲ့အတူ downlight တစ်ခုတည်းအဖြစ်ပေါင်းဆက်ထားတာပါအခုဒီ edit assembly menu ကိုကြည့်လိုက်ရင် concept ကပို့ပြီးတောင်ရှင်းသွားပါပြီဒီမှာရှိတဲ့ row တစ်ခုချင်းစီကကျွန်တော်တို့အပေါ်အောက်ထပ်ထားတဲ့ basic wall တစ်ခုချင်းစီကိုကိုစားပြုနေတာပေါ့ဒီမှာက section တစ်ခုချင်းစီအတွက်ပဲ basic wall type ကိုသုံးမလဲဆိုတာကို name မှာရွေးလို့ရတယ် height မှာအမြင့်ကိုသတ်မှတ်နိုင်တယ်ပြီးတော့အရင် interesting ဖြစ်တာက section တစ်ခုကို variable လို့ထားလို့ရတယ်အဲ့လိုဆိုရင်နေရာတစ်ခုလုံးရဲ့အမြင့်ပြောင်းသွားတဲ့အခါသူကအလိုလျောက်လိုက်ပြောင်းပေးတယ် offset ကတော့ location line ကနေဘယ်လောက်ရွှေ့မလဲဆိုတာပါပဲဟုတ်ပြီအခုတော့ကျွန်တော်တို့လုံးဝကိုဂီးပြောင်းလိုက်ပါပြီခင်ဗျတဲ့ပေါ်ပါတယ်အဲ့ဒါကတော့ cutting wall ပဲဖြစ်ပါတယ် basic wall တွေနဲ့လုံးဝမတူတာက curtain wall တွေက low bearing wall တွေမဟုတ်ပါဘူးဆိုလိုတာကအဆောက်အဦရဲ့အလေးချိန်ကိုဘယ်တော့မှမထမ်းထားမှုပေါ့သူတို့ရဲ့အဓိကရွေးချက်ကအဆောက်အဦရဲ့အပြင်ဘက် skin အလှဆင်မျက်နှာစာကိုဖန်တီးဖို့တတ်ပါပဲ curtain wall တခုကိုစာပြီး create လုပ်တဲ့အခါသူကဘာမှမရှိသေးတဲ့ blank canvas တခုလိုပဲ subdivision တွေဘာတွေမပါတဲ့လွင်ပြင်ကြီးတစ်ခုကနေစတာပါအခြေခံအဖြစ်တော့မန်ချက်တစ်ချက်ဒါမှမဟုတ် panel တစ်ခုပေါ့အဲ့တော့ပထမဆုံးဆက်အနေနဲ့ဒီ curtain grade 2ကိုသုံးပြီးတော့ကိုလိုချင်တဲ့ layout line တွေဆွဲရပါတယ်ဒါကနောက်မှလာမယ့် frame တွေခြေခံ structure ကိုချောက်ပေးလိုက်တာပဲ grid တွေဆွဲပြီးဆိုတာနဲ့ mullion tool ကိုယူပြီးအဲ့ဒီ grid line ဒီပေါ်ကို apply လုပ်လိုက်ရုံပဲဒါဆိုရင်ခုနကမြင်တွေကမြင်လာစားရဲ့တကယ် physical frame အဖြစ်ချက်ချင်းပြောင်းသွားပါပြီ curtain wall ရဲ့တကယ် power ကဒီ grid တွေနဲ့ million တွေကိုအရန်ကို detail ကြ customize လုပ်နိုင်စွမ်းမှာပဲရှိနေတာပါဥပမာ grid တွေကိုကိုယ်တိုင်တစ်ခုချင်း like ဆွဲနေစရာမလိုပဲ rule တွေသုံးပြီး automate လုပ်လို့ရတယ် fixed distance လို့သတ်မှတ်လိုက်ရင် aquabi to grid တွေဖန်တီးပေးမယ် fixed number ဆိုရင်တော့ panel ရဲ့တော့ဘယ်နှခုလိုချင်လဲဆိုတာသတ်မှတ်ပေးလိုက်ရုံပါပဲဒီပုံတွေမှာမြင်ရတဲ့အတိုင်းပဲဒီ system ကဘယ်လောက် versatile ဖြစ်တယ်လဲဆိုတာတွေ့နိုင်ပါတယ်ပုံမှန်4000ခွ grid တွေနဲ့စပြီးဒီလို angle တွေနဲ့ dynamic ဖြစ်တဲ့ design တွေအထိ
အကုန်ဖန်တီးနိုင်စွမ်းရှိပါတယ်မာလီယန်တွေမှာလည်းအတူတူပါပဲ control ကအများကြီးရတယ် grid line တစ်ခုလုံးကို apply လုပ်မလားဒါမှမဟုတ် grid segment တေးသေးလေးတစ်ခုတည်းမှာပဲထည့်မလားဒါမှမဟုတ် grid line အားလုံးကိုတစ်ခါတည်း apply လုပ်မလားအကုန်ရတယ်အတွင်းပိုင်းမာလီယန်နဲ့အပြင်ဘက် border မာလီယန်တွေကိုတော့အမျိုးအစားခွဲပြီးသတ်မှတ်နိုင်ပါသေးတယ် ဆိုတော့အဆုံးသတ်အနေနဲ့ပြောရရင်ဒီ wall system 3မျိုးကိုကောင်းကောင်းနားလည်လိုက်ပြီဆိုတာနဲ့ရိုးရိုး construction စင်နဲ့ architectural expression ပြီးသူကဆိုင်ရာဖော်ကျူးမှုစင်ကိုရောက်သွားတာပါပဲနေရန်ဆိုတာကအကာအရန်တက်တက်မဟုတ်တော့ပဲဖန်တီးမှုတွေလုပ်ဖို့ canvas တစ်ချက်ဖြစ်လာပါပြီဒီထူးတဲ့နဲ့ဘလို့အားတင်စရာဒီဖန်တီးမလဲဆိုတာကတော့ကိုယ့်ရဲ့စိတ်ကူးပေါ်မှာပဲမူတည်နေပါပြီ